လို့ဒီကြောင်ဒီတိုင်း Hello ကဲ round ကလားတုံးရင် round 1အမေကဲပြည်တနေမိတ်ဆမဲစောတက်အောင်စမဖိုက်အနီတော့ရာဇာတော်ရေအပြာတော့ကဲစနေပြင်းဆရာရွာသားဒီတုံးကြီးစာချုပ်ပွဲပထမရှိခွင့်နာစောထအောင်နဲ့ရာစာတော့တန်ကလေးစားအောက်ကြရင်မလို့နဲ့ကြည်ဟာစောထအောင်နဲ့ရာစာတော့နာဒီကိုကြီးကြာလက်ခုပ်တန်ဝယ်ကောင်းနေဒါမှယောက်ျားဘူရာနဲ့ပြောရတယ်ရနည်းနည်းလေးတတိထားတားရေနော်အောက်ကြရင်မလုပ်ဘူးဒီကရအပြာတော့ဂန်းချပြန်ကြိုက်အခုလို့နာစနစ်တစ်ဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဂန်းချစလို့မရပါဘူးတန်းလေးကစားမယ်ဆရာစောထအောင်စမဖိုင်နဲ့ရာသာတော့ဝေကလာတွေ့လောခနေနဲ့တားတယ်ဒါမှရချရတိုက်ချတော့ရင်ရစောထအောင်နဲ့ရာသာတော့ရဲ့ညာချေစောထအောင်ကြည့်လေဘာလို့လဲတလေကြီးစောထအောင်ညာချေဟိုလေဖြီလေဒီကိုကြီးဆိုတော့မောင်လာတယ်လေဖြီလေတလုံးကြီးတစ်ချက်ချင်းဒီကိုကြီးရအဖြီတော့ 1 2 3 4 5ဟုတ်ပါတယ်2မိနစ်နော်2မိနစ်နဲ့2မိနစ်နဲ့23စက္ကန့်မှာနော်ကျွန်တော်တို့အပြာတော့ရာဇာထွန်းမှာအနာတောင်းထားပါတယ်ဟုတ်ပါတယ်ကဲအပြာတော့ကဆက်လက်မရှင်းပြနိုင်တော့အရှုံးပေးသွားပြီစောတက်အောင်ဝိုင်းလက်မနေရယူစောတက်အောင်ဝိုင်းလက်မနေရယူဒါလို့စနေဘယ်နေအောက်ချမယ်စောတက်အောင်ဝိုင်းလက်မနေရယူမယ်ဝိုင်းလက်မနေရယူမယ်အောက်ကချဒီတော့အောက်ကချပြည်သူများမြင်တွေ့ကြရတဲ့အတိုင်းပါပဲခင်ဗျာစောတက်အောင် smart fight နဲ့ရာဇာထွန်း regular တို့ရှင်းပြရမှာပထမအချီ2မိနစ်နဲ့23စက္ကန့်မှာပဲစောတက်အောင်အလဲလို့နဲ့အနိုင်ရရှိသွားပါလေခင်ဗျာဆုတော်မူပါခင်ဗျာဘောတီထုံးမအနီတော်မှစောတက်အောင်ဆုတော်ငွေ9000ကျပ်ဒီဟာစောတက်အောင်ဆိုတာဒီမောင်ပါပဲခင်ဗျာ
ရှိ